ဒီမှာညောင်းလောင်းလောက်ဒီမိုက်တယ်ဝါအနောက်မှာမင်္ဂလာပါကျွန်တော်ဒီနေ့ပြေးဖို့ရွေးထားတဲ့နေရာကတော့ Upper Seletar Reservoir Park နာကိုရွေးထားတယ်အဲ့ဒီကိုသွားဖို့အတွက်ကျွန်တော်အခုSpringleaf MRT နားကိုရောက်နေတယ်ဘာလို့ Springleaf MRT နားကိုရောက်နေလဲဆိုတော့ကျွန်တော်အဲ့ဒီကိုသွားဖို့ဆိုရင်ဒီကနေပြီးတော့ဘတ်စကားစီးရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘတ်စကားဂိတ်ကိုသွားနေတယ်ဒီ Springleaf MRT ကနေပြီးတော့ Okay အခုဆိုရင်ကျွန်တော် Upper Seletar Reservoir Park ကိုရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဘတ်စကားဂိတ်ကိုသွားတဲ့အချိန်မှာ138ဘတ်စကားချက်ချင်းရောက်လာတော့ကျွန်တော်ဗီဒီယိုရိုက်လိုက်ဖို့အဆင်မပြေလိုက် Upper Seletar Reservoir Park မှတ်တိုင်ကိုရောက်လာတယ်138စီးလာတယ်စီးလာပြီးတော့ဒီမှာမှတ်တိုင်၄မှတ်တိုင်လောက်စီးရတယ်စီးပြီးတော့ဒီမှတ်တိုင်မှာဆင်းလိုက်တယ်ပေါ့ဆိုတော့ကျွန်တော်ဒီလိုကားမျိုး138နဲ့ကျွန်တော်ဒီမှာဆင်းလိုက်တာပေါ့ကျွန်တော်ပြေးမဲ့နေရာနာကိုသွားနေတယ်ပေါ့ဒီနေ့ကတော့ရာသီဥတုလေးကတော့ကိုယ့်ဘက်မှာပါတယ်ဒါအခုကျွန်တော်စပြေးမဲ့နေရာနာကိုသွားနေတယ်ကျွန်တော်ပြေးမှာကတော့ဒီတောက်လျှောက်ပြေးမှာဒီတောက်လျှောက်ကျွန်တော်အခုပြေးမှန်နာကိုအရှိန်နားလေးဆိုရောက်နေပြီဒီနားမှာအကောင်လေးတွေဖြန့်နေကျွန်တော်တွေ့တယ်သူတို့ရေကန်တော့ဆင်သွားတယ်ချစ်စရာလေးတယ်ကဲရောက်ပါပြီဗျာဒီမှာ Upper Seletar Reservoir Park ဒါဝင်ပေါက်ပေါ့နော်โอเคဒီဘေးနားမှာတော့ကောက်ကွင်းရှိတယ်ရောက်ပါပြီဒီနေရာကနေကျွန်တော်စပြေးမယ်ဒါပြေးလမ်းမကြီးပေါ့နော်ကျွန်တော်ဒီနားမှာပဲ warm up လုပ်မယ် warm up လုပ်ပြီးတာ ਨੇ ကျွန်တော်ရဲ့ပြေးတဲ့ session ကိုစတင်ပါတော့မယ်အခုကျွန်တော် warm up လုပ်ပြီးသွားပြီအဲ့တော့ထုံးတဲ့တိုင်းပဲကျွန်တော်ရဲ့ပစ္စည်းတွေကိုကျွန်တော်တက်ဆင်မယ်ဒီပုံစံကတော့ကျွန်တော်ဒီနေ့ပြေးမယ်ပုံစံအနေထားပဲဖြစ်ပါတယ်အခုကျွန်တော်ပြေးမဲ့အချိန်ကတော့စင်ကာပူစံတော်ချိန်9:39မိနစ်ဖြစ်ပါတယ်အားလုံးလည်း set up လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ပြေးတဲ့ session ကိုစလိုက်ကြအောင် okay ဆွဲဒီနေရာကလေသလားတော်တော်လေးမိုက်တယ်လေကလုံးဝတောက်လျှောက်တိုက်နေတာဗျာပြီးတော့လူလည်းအရင်ရှင်းနေဒီမှာရှာတဲ့ဥဒုကတော့ကိုယ့်ဘက်မှာပဲဒီနောက်မှာငါကတော့ဖမ်းလို့မရအောင် no fishing နဲ့အရှိမတော့ညှော်စင်တစ်ခုရှိတယ်အဲ့ပေါ်တက်ပြီးတော့အပေါ်စီးကနေပြီးတော့ကြည့်လို့ရတယ်ပေါ့ကျွန်တော်တော့မတက်တော့ဒါဒီနေရာရဲ့စပြီးတော့တီထောင်ခဲ့တဲ့အချိန်ကာလလို့ပဲပြောဒါ PUB logo
PUB ဆိုတာရှည်တတ်မှာနော်ဒီနေရာကတော့နာမည်ကြီးတဲ့နေရာထဲမှာတစ်ခုပါတယ်ဘာလဲဆိုတော့ तू ကအမှအပင်ကြီးတွေ့တဲ့အတိုင်းပဲအဲ့အပင်နားမှာဓာတ်ပုံရိုက်လို့အရန်ကောင်းတယ် romance ဆန်တယ်ပေါ့ဗျာWhen we get home, if you let me put it down, 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 down. You let me put it down, 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 down to you. When we get home, if you let me put it. ဘာလို့နဲ့ဟိုးရှေ့ဆုံးကလည်းပြေးလာလိုက်တာလမ်းဆုံးတော့ရောက်လာပြီဒီမှာကျွန်တော်ဒီကနေပြီးတော့ဒီရောက်ကိုဆင်းပြီးတော့ပြေးမယ်ထိတ်ဆုံးကနေပြီးတော့ဒီအထိပေါ့နော်အဆုံးထိကိုဆိုရင်1 ကီလိုမီတာလောက်ရှိတယ်ကျွန်တော်နိုင်ရနေပြတာပြေးတဲ့ pace ကတော့5လောက်ရှိတယ်ရာသီဥတုကလေဒီနေ့တော်ပူတယ်သလားဘယ်ကျွန်တော်ပြေးတာ9 မိနစ်ပဲရှိသေးတယ်ပူချက်လန်ထွက်နေရေတောင်ငတ်လာတော့ဒီနောက်မှာရေနေနဲ့တောက်လာတယ်ဆက်ဆွဲကျွန်တော်အောက်ကိုဆင်းပြေးမယ်ဒီနားမှာကတော့ထူးရိုက်ပြစရာမရှိဘူးပြောရင်ဒီပုံစံကဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံကရန်ကုန်မှာရှိတဲ့ကဘာကြီးနားမှာလည်းရှိတဲ့ဂုံးပုံစံမျိုးလေးဒီနေရာရှေ့မှာကားလာကျွန်တော်ပေါ်နေတက်ပြေးလာဒီပြေးလမ်းကြီးကပြေးတာပိုကောင်းဘေးနားမှာအပင်နေကြီးပဲဆိုတော့ဝါအောက်ဆီဂျင်ကတော့ share ပဲအခုကျွန်တော်ကြည့်ရတော့ဆိုပြေးနေတာကျွန်တော်တယောက်ပဲရှိတယ်ဒီနားမှာပြေးတယ်လို့တိတ်မရှိဘူးဒီနားမှာဟိုမှာကြက်တကောင်အဲ့ဒါတဘာဝအတိုင်းနိုင်ငံတော်ကနေလွှတ်ထားတဲ့ကြက်သွားပြီးတော့ပောက်ကြီးကသွားလှုပ်လို့မရအောင်ပြောချင်တာဖမ်းပြီးတော့တတ်စားတာပဲလှုပ်လို့မရအောင်ပြဿနာအကြီးတက်သွားလိမ့်မယ်ဒီဘက်ဘာဘက်လဲအော်ဒီဘက်လမ်းကြီးပိတ်သွားပြီဟုတ်ပြီပြန်ပြေးမယ်နောက်ကဒီဘက်တွေတော့ဘယ်နေရာလဲတော့မသိဘူးဟိုဘက်ဆက်သွားလို့ရှိရင်ကျွန်တော်ထင်တယ်ကျွန်တော်ဆင်းလာတဲ့မှတ်တိုင်နာကိုရောက်လိမ့်မယ်ဟာပြောရရင်ဒီနေရာထူးရိုက်ပြတဲ့နေရာမရှိဘူးပေါ့နော်အပေါ်ပြေးလမ်းရယ်အောက်ဖက်လမ်းရယ်ဒါပဲရှိတယ်ဒါပေမဲ့ပြေးလို့အရင်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အောက်ဆီဂျင်ကောင်းရတယ်ပြီးတော့လူရှင်းတယ်ပေါ့အဲ့ဒါရမ်းလွတ်လပ်တယ်အဲ့ဒါတခုတော့ကောင်းတယ်
ဟုတ်ပြီကျွန်တော်ဒီဘက်ကိုဆက်မပြေးတော့ဘူးကျွန်တော်စပြေးလာတဲ့အပေါ်လမ်းဘက်ကိုပဲကျွန်တော်ပြန်သွားလိုက်တော့မှဒီရတယ်နော်โอเคဆက်ဆွဲအခုကျွန်တော်ဂုံးအောက်ကနေပြီးတော့အပေါ်ကိုပြန်ပြီးတော့ပြေးမယ်ဒီမှာတွေ့တဲ့အတိုင်းပဲ stop feeding the monkeys they have enough food in the forest သူတို့ကပြောရင်ဗျာတဘာဝအတိုင်းစားတော့နေတာကိုဆိုရလိုချင်တယ်အဲ့တော့သွားပြီးတော့အစာကျွေးလို့အဆင်မပြေဘူးကျွန်တော်ဟိုးတစ်ခါဒီနားလာတော့မြောက်တွေအများကြီးပဲရှောက်သွားနေတာဘာဖြစ်လို့လဲဆိုဒီဘေးနားမှာကတဘာဝဘေးမဲ့တော်လို့ပြောရမှာအဲ့လိုမျိုးတောအုပ်ကြီးရှိတော့လေအဲ့ထဲကကောင်တွေကဒီဘက်ထွက်လာပြီးဒီဘက်နားရောက်လာတာပေါ့ဟိုမှာတွေ့တဲ့အတိုင်းပဲမျောစိမ်းပူတယ်ဗျာကျွန်တော်ရေနဲ့တောက်လိုက်ရမယ်ဒီနားမှာရေတောက်တဲ့ဆင်တစ်ခုရှိတယ်ပြောလို့တော့မဆုံးသေးဘူးအရှေ့မှာတွေ့တဲ့အတိုင်းပဲမြောက်နှစ်ခေါဟာဒီမှာမြောက်လောင်းဟိုင်းချစ်စရာလေးဟိုမှာလည်းရှိဟိုဘက်ဒီမှာလည်းမြောက်တယ်မြောက်လေးမောလို့ဒီနားကအိမ်နာနာမှာပေးစင်တစ်ခုရှိတယ်ဆိုတော့ရေတောက်လို့ရတယ်ဗောနော်ရေတန့်မယ်ကျွန်တော်တောက်လိုက်မှာဝါမိုက်တယ်ရေခဲကြီးဗျာရှုပ်လို့တော့မရဟောရှယ်ပဲဒီကလို့ဒီနားမှာပြေးလွှားလို့အိမ်နာတက်ချင်တာပဲဖြစ်ဖြစ်ရေခဲကြီးတောက်ချင်တာပဲဖြစ်ဖြစ်ဒီနားမှာရှိတယ်ဗောနော်တော်တော်လေးအဆင်ပြေအနီရောင်ကြီးနဲ့ဒါအနီရောင်လိုဂိုကြီးနဲ့အိမ်နာဘေးနားမှာတော့ဟိုပါဗောရေတောက်လို့ရတဲ့ဆင်လေးတစ်ခုပေါ့နော်တော်တော်အဆင်ပြေတယ်ညနေဘက်ဆိုရင်ပြေးပြီးရင်ပင်မလာလို့ရှိရင်ရေတောက်အပေါ်ပါသွားခြင်းအိမ်သားထဲမှာဝင်သွားပြီးဆက်ပြီးတော်တော် convenience ဖြစ်တယ်အောက်ဆီဂျင်ကလည်းအများကြီးနဲ့တဘာဝနဲ့လည်းထိတွေ့ဝါ share ပဲအခုကလေနည်းနည်းစောသေးလို့တက်လား9နိုင်လောက်ဆိုရင်မြောက်တွေတော်တော်များတယ်ဒီနားမှာအနေရောမပြူပေါ့နော်သူတို့လည်းသွားပြီးတော့မောင်းတာတွေချင်းချောက်တာတော့မလုံနဲ့ပေါ့ကောက်ကိုအေးဆေးနေဒီကမြောက်တွေကအေးဆေးတယ်တော်တော်အဆင်ပြေတယ်အေးဆေးပဲတလားပြဿနာမချဘူးအဓိကလည်းသူတို့ရံမမူးဆိုတာလည်းသိလို့ဖြစ်မှာပေါ့ကျွန်တော်တရိတ်ဆန်ချစ်တတ်တဲ့လူဆိုတော့လေဆိုတော့ကျွန်တော်ဖြတ်ပြေးလာတဲ့နေရာပေါ့ကဲဗျာမျောစင်မော်လေးကိုတက်လိုက်အောင်မယ်တက်ပြီးတော့ပတ်ဝန်းကျင်လေလေးကိုအားရပါရှူလိုက်မယ်โอเคဖြည်းမတော့အမြန်တက်မယ်ဟာဟူးကဲအပေါ်ရောက်ပါပြီဗျာဟာလောက်ဒီမိုက်လေဝါအနောက်မှာနေလုံးကြီးနေဝင်ကန်နီးနေတဲ့နေလုံးကြီးပေါ့နော်ကျွန်တော်တို့ဘဝတွေကဒီလိုပါပဲနေရဲ့သဘောတရားပဲနေထွက်လာမယ်ပြီးရင်နေဝင်သွားမယ်ကျွန်တော်တို့ဘဝတွေကလည်းရှင်တန်လာမယ်ပြီးရင်တည်ဆုံသွားမယ်ဒါပါပဲအားလုံးကတာမန်ပါပဲဘာမှကြီးကြပ်ခမ်းနားတယ်ဆိုတာမရှိပါဘူးဟုတ်တယ်မလားဟာဟိုမှာကျွန်တော်စပြေးလာခဲ့တဲ့လမ်းကြောင်းတွေဟာ
အောက်ကိုပြန်ရောက်လာပြီကျွန်တော်သတ်မှတ်ထားတဲ့ limit တော့မပြည့်သေးဘူးကီလိုမီတာပေါ့တပုတ်ရင်ရိုက်လိုက်အောင်မယ်ကျွန်တော်စပြေးလာတဲ့နေရာနောက်တဖြည်းဖြည်းနဲ့ရောက်ရှိလာတော့ပါမယ်ရောက်ခံနီးပါပြီရောက်ပါပြီဗျာโอเคကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ပြေးတဲ့ session ကိုဒီမှာနေမယ်အဆုံးသတ်လိုက်ချင်ပါတယ်အားလုံးစုစုပေါင်းကြာချိန်ကတော့54မိနစ်ကြာတယ်ကီလိုမီတာကတော့ 6.89 ကီလိုမီတာကြာပြီးတော့ကယ်လိုရီကတော့950ကယ်လိုရီပန်းသွားပါတယ်နောက်ဆုံးအပိတ်အနေနဲ့ပြောချင်တာကတော့ဒီနေရာကပြေးရတာအရန်ကိုလွတ်လပ်တယ်လူရှင်းတယ်လေကောင်းလေတန်းရတယ်ပြီးတော့အရန် convenience ဖြစ်တယ်ပေါ့နော်ဆိုတော့အဆင်တော်တော်ပြေးပါတယ်ပြေးချင်တဲ့လူတွေရှိရင်လည်းဒီနေရာကိုပြေးဖို့ကျွန်တော်ကနေပြီးတော့ recommend ပေးပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ဆုံကြမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ see you